Samsung S20 Samsung S20 ပေါ့နော်ဒီကောင်က power supply နဲ့ချိန်လိုက်လို့ရှိရင်49-50 mAh လောက် auto ဆွဲနေတာပေါ့နော်ဒါ Samsung မှာဖြစ်တတ်တဲ့ပြဿနာလေးတွေပေါ့နော်ဒါ short ampere လို့တော့ယူဆလို့ရပါတယ်ဒါ B-band ကိုထောက်ပြီးဆိုလို့ရှိရင်ထောက်လိုက်တာနဲ့49 mAh power key နှုတ်ရင်တုံမှမလောက်ဘူးเนาะဒါဆိုလို့ရှိရင်ကျွန်တော်ဒုတိယလမ်းကြောင်းရှာပြီးတော့တိုင်းကြည့်တဲ့အခါမှာဒုတိယလမ်းကြောင်းတစ်ခုလုံး short ဖြစ်နေပါတယ်ဒါ Samsung မှာဆိုလို့ရှိရင်ဖြစ်နေကြ error လေးပါเนาะဒါဒုတိယလမ်းကြောင်း short ကြတဲ့ပုံစံလေးပါဒါကျွန်တော် Wi-Fi ICB နဲ့ component လေးကိုဆက်တိုင်းကြည့်မယ် ground ဖြစ်တယ်ဒီဘက်လည်း ground ဖြစ်နေတယ်ပေါ့เนาะနောက်တခြားဘက်လည်းတစ်ချက်လိုက်တိုင်းပါဒုတိယလမ်းကြောင်း3-4 လုံးဖြစ်နေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပို့ထိုးကြည့်မယ်ပေါ့နော်ဒုတိယလမ်းကြောင်းဖြစ်တဲ့အတွက်ကျွန်တော် 4.2 လောက်နဲ့ short ရှာလို့ရပါတယ်ဒီကနေ short ဆွေးကြည့်အောင် okay ဒီ component လေးပို့သွားပြီပေါ့နော်ဒါဒုတိယလမ်းကြောင်းမှာဖြစ်နေတဲ့ C လေးတစ်လုံးပေါ့နော်ဒီကောင်လေးကိုဖြုတ်လိုက်လို့ရှိရင် short ပြောက်ပါပြီဒါမဲ့မပြောပါနဲ့အောင်ကျွန်တော်ချင်းတအောင်လို့ဒုတိယအကြိမ်ခဲငွေလေးရိုက်ပြီးတော့ short ထပ်ကျွေးမယ်ပေါ့နော်ခဲငွေလေးထိရှုငွေလေးရိုက်ပြီးတော့ 4.2 ကိုကျွေးကြည့်အောင်โอเคဒါဆိုလို့ရှိရင်ပူသွားပြီပေါ့နော်ဒီ component short ဖြစ်နေတာချင်းနေသွားပြီဒီကောင်ကိုဖြုတ်ပြလိုက်ရပြီပေါ့နော်ဒုတိယလမ်းကြောင်းဖြစ်တဲ့အတွက်ကျွန်တော်ဓာတ်လေးနဲ့ပဲဒါရဖြုတ်ထုတ်လိုက်ပြီပြီးရင် down scale လေးပြန်တိုင်းကြည့်ရအောင်โอเค3-4 လုံးโอเค263ပေါ့နော်ဒါဆိုလို့ရှိရင်တန်ဖိုးမှန်သွားပြီဒုတိယလမ်းကြောင်း short ရှင်းသွားတဲ့အတွက် power နှုံးမယ်ပေါ့နော်ဒါပြီးလို့ရှိရင်တစ်ချက်စမ်းကြည့်အောင်โอเค power တော့နှုံးသွားပါပြီကံမကောင်းပါဘူး